ဟုတ်တယ်ရပြေးပြန်တော့သူတို့တင်ထားတဲ့ page လိုက်လာတာကွာဘယ်လိုလဲမဟုတ်ကြဝေးပြပြင်းတော့ခေါင်းမယူလားဟုတ်ကဲ့ရေရှိတယ်ဟာကျတယ်ရတယ်အစ်စင် တယောက်ကြီးမနေနဲ့တယောက်ထက်နေတဲ့ဝဲစားပါလေဗျဘာမရောက်နေလဲကဲဝါလာပါတော်တယ်တမတက်သွားပါပြီပြောဟာခေကြီးကမျိုးရရှိတယ်ခေချမ်းနေတာငါဒီဂိမ်းနေလို့ဝါလာပါဘူးရရှိနေမှာရတယ်ဟုတ်ကဲ့အလုံးမတော်နေလိတူလာပါဟုတ်ကဲ့ပေါ့အမေပြရမလားတူလာအားကြီးတော့ဒီကိုလက်လီယူထားတယ်ဟုတ်လားအဲ့တော့သူကပေါ့နော်ဒါငင်းအောင်မယ်ပြီးမငင်းအောင်လိုက်ထဲမှာတစ်ခါလေးပြောအောင်မယ်ဗျာနော်ဒီဘက်တော့ဒင်းကို2လီယူထားပါတယ်ဗျာနော်ဒီဘက်ကစားသမားလည်းယူထားတယ်ဗျအမ1 2ပါဗျာနော်ညငါတို့ဘယ်လောက်ရလဲဆိုင်မလားထိုင်ကိုထိုင်ကဲတော်ကြီးဖောင်းသွားခဲ့တဲ့2ကဲဒီဘလို့ရှိရောနော်ဒီရောတိုက်ဒီဒီရောဘလို့ရှိတော့နလီကတော့ line ပေါ်ကကိုတယောက်တလီစီခွဲပြီးလိုက်တယ်ဗျာနော်ရက်ကိုမထမ်းနဲ့ကျွန်တော်ကတော့တစ်ချစ်မကတော့2 over ပါဗျာနော်3 2ပါဗျာနော်2 3ပါအားလုံးကလူပေါင်းရုံးညနေညညတရားတော်တွေတော့တယ်ဒီကပြောရတယ်ဗျာခေါင်းကတော့တရားတော်တွေတော့ကိုကရထားအောင်ပြီးမှတွင်ထားပါတယ်ဗျာနော်လို့ရှိသေးတယ်တော်ကြီးတဲ့ပြကိုရထားအောင်ပြီးမှတွင်ထားပါတယ်ဗျာနော်ဒီငါးနေတယ်နင်ကအောင်ရင်းနဲ့ပုတ်ပြရမလားဟုတ်အဲ့လိုမျိုးအများကြီးမလုံးနဲ့နော်ဟာရှင်းနေတယ်ဆိုမယ်အောင်ဒီဟိုတယ်ဒီတော့ရင်တော့ပတ်တယ်မရှိဘူးမရှိဘူးဘာမှမပြေးလိုက်ဘူးလိုက်နေတော့တော့မနေတော့စီရတဲ့နေဆိုငါ့ဘာပဲပြေးနော်အဲ့ဒါကဘေးပြေးနေကကိုလာတိုင်းမော်တယ်ဟုတ်လားအကျဉ်းကတူတာအကြောင်းတာကိုဒါတော့ဘာလို့လဲဘယ်လိုလဲတော့မတရားအကတ်တယ်ဒီလိုလိုက်တာမဟုတ်ဘူးပါကဲဖိုက်3ပါဗျာနော်အမကတော့ဖိုက်3ပါဗျာနားကြီးတာပါအာမန်ကွင်းမှာဒါအာမန်ကွင်းပါဗျာနော်ဟာကရတယ်ဟာ
ဒီလုံးများအစိထောက်ကောင်းပြီးတော့ဗျာနော်ကပြစ်တာဗျာနော်ကျွန်တော်ကပြစ်တာကားပါတယ်ဗျာနော်ရရှိတဲ့အမှမဆုံးရှုံးလိုက်ရတယ်ဗျာနော်哦，没人了。 ကဲအမကတော့ဖိုးဖိုက်ဖြစ်သွားပြီဗျာနော်ဖိုးဖိုက်ဖြစ်သွားပြီဗျာနော်အမတက်မဲ့လို့အမမတက်လိုက်တာတော့အမတက်မဲ့ပါထပ်ပေးလိုက်ရပြန်ပြီဗျာနော်မှန်တော့မှန်တယ်ဗျာနော်သူကားတဲ့လုံးကအာဟုတ်တယ်အဖေဒါတို့အိမ်နားမှာပဲဗျာနော်အဖေတို့အိမ်နားမှာပါရဥမတို့အိမ်နားရောက်နေရတဲ့အဖေကငါတို့ဟုတ်တယ်အဖေဒါတို့လည်းပွဲရှိတဲ့နောက်လိုက်နေတာစနပွဲဈေးတဲ့တွေလိုပဲအဖေနော်ဟိုဘက်ရှိလိုက်ဟိုဘက်သွားလိုက်နန်းတော်ရကွင်းသွားလိုက်ပြီးလို့ရှိရင်ခေချောင်းသားဆက်ပွဲတို့ခေချောင်းသားကွင်းသွားလိုက်အခုဒီကိုကွင်းရောက်လိုက်အဲ့လိုမျိုးရှောက်သွားနေရတာအဖေအလုပ်ဆိုတော့ဒီတိုင်းပဲပေါ့ရှီရနေရကိုသွားနေရတာဖေးနော်တကယ်ပါကျွန်တော်တို့ဒီခုစနာဝင်ကြည့်တယ်နော်ဦးမောင်မို့ဗျာဒါတစ်ချိန်တော့ကစားသမားတွေကိုစုချပေးတယ်ဗျာနော်ပြည်ဦးလင်ဦးမောင်တို့အကုန်သိပါတယ်အဲကျွန်တော်တို့နဲ့လည်းဦးချိန်ကြီးစကားပြောပါတယ်ဗျာနော်ဖေးကျေးဇူးတွေလည်းကျွန်တော်တို့မှာအများကြီးရှိပါတယ်ဗျာနော်ကျွန်တော်တို့ကတော့အကျေးဇူးမမေ့တတ်ပါဘူးဗျာနော်လုံးရှိကဲအမကတော့ငါလည်းပြေးလို့ 快哦，现在玩来的。 အောင်တော့မဖြစ်နိုင် 好了好了。喂嘿it's nice how to say 还比老不？你几个嘛？ဘသူရေခိုင်းရမှာလဲတဲ့ကွင်းမှာ ဘာလို့မလဲ ဒီတော့ပေးတယ်မဟုတ်လား လူကမစားလို့ အေးစားမယ်ဒီခဏလေးငါကြီးတောက်မယ် ရတယ်စစ်ဖိုက်ကြ မစစ်ဖိုက်ပြန်နော်ကဲဒီလုံးကတော့တော်ရင်ကောင်းသွားတယ်ဗျာနော်ဖိုက်စစ်ပါဗျာနော်ဒါသမားလေးပေးရကြအောင်ဟာစစ်အော်အမတ်တူပါဗျာနော်ဆက်ရှိလို့ရ အခုမှလမ်းမေးမှာရှိတဲ့အကင်လေးကိုမနက်စာပြစားရတာဗျာနော်အိုးနည်းနည်းလေးဗျာစစ်အော်ပါဗျာနော်စစ်အော်အမတ်တူပါပဲဗျာနော်တော်စင်စားပြပါအာ sorry ဗျာနော်ကျွန်တော်အမှတ်ပြောမှားသွားတယ်ဗျာ7 6ဗျာနော်7မှာဒါကျွန်တော်တို့မနေ့စားကြနော် ဟိုကလာနေတာလေးဟိုတဲ့ကောင်းရဲ့ပုံဘူးမပေါ့ပုံလေးခေါင်းရဘူးတော့လို့မတူရ ကိုကျွန်တော်ပါကျွန်တော်ပို့ထားနော်ကိုတို့ပြန်မပို့ဘူးဗျာနော်ဒါမနေ့ကတော့ကျွန်တော်တို့ကနန်းတော်ရကွင်းပါဗျာနော်နန်းတော်ရကွင်းရရင်တော့ဒီဘောနဲ့အကိုတယောက်နဲ့ဖွဲဖြစ်လို့ခေချောင်းသားကျွန်တော်ဘားကြရတဲ့ကွင်းသွားဆော်တယ်ပြီးတော့ဒီဘက်ကွင်းပြန်ရောက်လာတယ်ဗျာနော်ကဲမ7 over ဗျာနော်有，
မင်းမကြည့်ဘူးလေမင်းမကြည့်ဘူးလေကဲ7ပေါ်ပါပဲဗျာနော်တင်ဝဲအမားမျိုးတစ်ဆင့်8 7ဖြစ်သွားခဲ့ပြီဗျာနော်တင်ဝဲနည်းနည်းပေါ့တယ်ဗျာတို့နည်းနည်းတို့နှလုံးရှိဗျာနော်အမားနှလုံးဝိုင်းတော့တစ်ဖက်ကိုချင်းသွားတဲ့အမှတ်ဖြစ်သွားဗျာနော်ကောင်းတယ် line to line ထိုးတဲ့အချိန်မှာတော့ကျွန်တော်တို့8 7ကျော်ပါသေးတယ်စမ7အောင်လေကဲ7 8ပါဗျာနော်8 7မှာကဲ7 8ပါဗျာနော်ကောင်းတယ်ဗျာစပစ်နော်ကဲအမှန်ကတော့8 off ဖြစ်သွားပြီဗျာနော်ဝေးလာကြတာလားဝေးတယ်အားကြောင့်ငါတေချာမင်းနေအောင်မထိုင်ဖာလည်းမယူလို့တာဟုတ်လားငိုပါနဲ့တင်ညာနော်အိမ်ဝင်းယူကွာအိမ်ဝင်းအားသားတွေကြိုက်ဆိုင်ဟုတ်လား8 off ပါဗျာနော်ဒါရပြတ်သားတယ်ဗျာနော်နဲ့ကိုမကြည့်တာဗျ9 8ပါဗျာနော်ဟိုလေတကယ်စီးကြက်ထားလိုက်လေဘယ်တော့မှဟုတ်တယ်မဘယ်လိုစိတ်ကြတဲ့လူတွေစီးကြက်ထားလိုက်ဒီချီရပါဒီမှာဒူးလို့နိုင်ပြပါလေငါဟိုလေညနာမို့လေတကယ်စီးစနစ်မရှိတဲ့ပုံစံကတော့စီးစနစ်ရှိအောင်လုပ်ပြရမှာလေဟုတ်တယ်မကြားကြအောင်ဒီကျတဲ့တာတယ်ဟုတ်တယ်ဘယ်ကွင်းမှာလဲကျွန်တော်တို့ဒါလမ်းကိုတဲ့ရင်တော့ဘာတက်လို့ပြင်ပြန်နော်ပွိကွင်းဆိုလူတိုင်းသိပါတယ်ဗျာနော်ကြောင်ဝိုင်းနာဗျာနော်ကြော်တယ်ဝိုင်းမှာကြီးဆောင်ပါမယ်တာပြီးရှစ်333လေးကြားဗျာနော်ရှစ်333လေးကြားဗရမများကြောင်းတိုက်နောက်ဖက်ဘယ်လေးရမှာလဲဒီလိုတပတ်လို့လားဘယ်တော့မော်လေးလာခဲ့ပါလဲတော့ကြိုက်တာဝေးရဟိုလမ်းတယ်အားလုံးဝါကျော်လာဝါကျော်ကတော့ဝါကျော်ဦးတော့ဘာဝါရှိပါလဲဟုတ်ပါဘူးဝါဒီဝါကျော်နဲ့တောင်းလို့ကြားတယ်ဘာလို့နဲ့တောင်းလို့ကြားဟိုကလောင်လာလေးပြင်းနေကလောင်လာဟာစီးကြတိုင်းမထားနဲ့မားမာတယ်အေးတင်ရင်မဟုတ်ဘူးကွာသူကျတော့အချဝေးတွေသူကလေလူချုံပြရတဲ့လူပေါ့ကွာနော်ငါကဖင်ရတာပေါ့ကွာဒါငါတော့မြင်တဲ့ဟာကိုပြပြတာပေါ့နော်ချိုးလူရတော့လည်းကြိုက်တယ်ချိုးလူရတော့မကြိုက်ဘူးပေါ့ကွာပြင်းတယ်ဟုတ်ကူမစားတယ်လေ
အမကတော့ let 8ပါဗျာနော်8လက်ပါလက်8ပါလက်ပါဗျာနော်ပြီးသွားပြီပြန်ပါသွားပြန်ပြီတော်စင်မဲ့ခေါင်းလေးထောက်နဲ့ကပြီ9လက်ပြနော်9လက်ပါဘယ်တော့ကစားသမားဒီကိုကျွန်တော်တော့အန်တီပေးထားတယ်ဗျာနော်အမှားမှဆိုလို့ဗျာနော်တိုင်းထဲမှာထားတဲ့ထည့်ပြောထားပြီးရဗျာနော်ကဲအမှတ်2 10 over နော်10 over 10 over ဗျာနော်တော်တယ်ထွက်သွားပြန်ပြီအမှတ်ကတော့1 lap ဖြစ်သွားခဲ့ပြီဗျာနော်1 lap ပါအေးတကယ်ကြီးခွေမင်းကတော့စိုင်လေးနဲ့ကလားလေးနဲ့ဆိုတော့ဝမ်းသာပါတယ်ကွာနော်တကယ်ကြီးနော်မိမနားမှာနေပြီးတော့အလုံးမအောင်လေကွာနော်ကဲအမကတော့11 10ပါဗျာနော်ပြေလို့ရတယ်ပြေလို့ရတယ်မှာကွာဒီကဆက်ကမရသေးလို့မလားကျွန်တော်ယူပြရမယ်ဆက်မယ်ပြီလားငါတို့မှပြန်ပြီးရတယ်အဲ့လိုတော့လည်းဝါဘိုးတော့ဟုတ်တယ်ဘိုးဟုတ်တယ်ဖေးဘောဟိုအခန်းဒီအခန်းရတယ်ယူပြအခန်းရမလို့အဲ့ဒါဟုတ်တယ်နော်ဒီဘက်ဘေးကတော့ကျွန်တော်တို့အများနဲ့ live လွှင့်နေယူကျူလေးရပြီးတော့ဝင်အားပေးတဲ့ကူနဲ့ဒါတွေးနေဗျာနော်ကျွန်တော်တို့အမာကန်ပြိတ္တတွေပေါ့ဗျာယူကျူရဲ့အမာကန်ပြိတ္တတွေဗျာနော်ကဲအမှတ်ကတော့တန်း11ပါဗျာနော်10မတ်7မတ်ပါထွက်သွားပြီဘယ်ဖမ်းချင်းထွက်သွားခဲ့တယ်ဗျာနော်11 all ပါဗျာနော်ရမ်းသွားတော့ရမ်းမလားဒီလိုအောင်ဒီလိုကရပေါ်လာတယ်သူကလည်းတက်သေးတယ်သူက1 all ပါပဲဗျာနော်ခန္ဓာလေးမြောက်ထားတယ်ခေါင်းတိုက်ထားတယ်ထမီဝါးကြီးချိန်နဲ့လည်းကလည်းတက်ပါဝါပြန်နေတော်သေးရဲ့ချိန်ကောက်နဲ့တွေ့သွားခဲ့တယ်နော်ဒီဟိုကတော့ဒီဟိုကောင်းတယ်ဒီဟိုကောင်းခဲ့ပြင်မဲ့လည်းတော်စင်ကပို့ပြီးတော့ကံကြမ္မာပို့ပြီးတော့ကောင်းသွားခဲ့တယ်လို့ပဲဆိုရမယ်ဗျာနော်
ဂျေးကောင်းနဲ့တက်သွားပြီးတော့ကျွန်တော်တို့အမပေးရမယ့်အနေထားမျိုးတော့စပေးပြန်နေချိန်သွားခဲ့ပြီဗျာနော် သူကဖြစ်ပဲဟာဒီလက်ကြလို့ပါကဲအမကတော့စက်တမ2ပါ1 over ဗျာနော်ကဲခွေချင်းနေတော့အမှတ်ဒီပေးလိုက်ရပြန်ပြီဗျာနော်အမကတော့2 1ပါဟုတ်တယ်ကိုဝင်းကိုကြီးတော်တယ်တကယ်ဗျချိန်တရားကောင်းတယ်ဒီကစားသမားနော်ကျွန်တော်ပြောထားသလိုပဲကျွန်တော်ကစားသမားတွေမှာအကြိုက်ဆုံးကစားသမားဗျာနော်စိတ်တပိုင်းဆိုင်ရာရောပွဲဆော့တဲ့အချိန်မှာတကယ်ပွဲတွေမှာအမှတ်ဘလောက်နိုင်နေပြီဒီသူ့ရဲ့ချိန်သေးအားကြီးနဲ့လိုက်ဆော့တာကြီးအကြောက်စရာကြီးဗျာနော်ပွဲလုံးပြီးတော့မှသူကတန်မိုးချတာဗျ ဟုတ်ရော ကဲကျွန်တော်ပြောသလိုပဲစာပစ်နဲ့တူတော်နေကတော့ မလိုက်9000ပေးမယ် တွဲရောဆိုတဲ့1ရောဆိုတဲ့အမှတ်ကိုရရှိသွားပြန်ပြီဗျာနော်1 over ဗျာနော် ဘူးရောလား 2 over လား ဘူးရော 2 over စက်တမတ်စနာနော်2 over ဗျာနော် ဟုတ်တယ် ဟာလေခုဘာဖြစ်နေလဲဘာလဲမေးလို့ဘာမှမသိဘူးငါကြီးဒါပဲခုခုဟုတ်တယ် ဒီငါရှစ်လေးရှစ်ဟုတ်တယ်ဘာလဲမိုင်းလားကဲတော်တယ်ကတော့ဟာလှုပ်ပြန်ပြီကွာတဲ့ဗျာနော်ဘူးလိုက်တယ်ဝဲတတိတွဲပါဗျာနော်ဝေးပြီဗျာတွဲတတိပါဗျာနော်ဝေးလာကြွယ်ဦးကားလမ်းကို ဆယ်သွားပြီ ဟုတ်ပါဘူးကားတက်ပါ တော်တင်ပြန်ပြီးတော့ဗျာအမတ်တမတ်ထပ်မှန်ပြီးတော့ယူသွားပြန်ပြီဗျာနော် ဟုတ် တတိဩပါဗျာနော် ဝေးလာကြွယ်ဦး 73မှတ်တူပါဗျာ3 over ကိုလုံး ဖုန်းမီးရပြန်နေတာ ကဲအမကတော့ဟုတ်တတိဖြစ်သွားခဲ့ပြီဗျာနော်ဟုတ်တတိပါ ဖုန်းမီးရပေါ်ပြန်ပြီဖလာမီးရပေါ်နေတယ်ဖလာမီးလည်းမပိတ်ဘူးလား
ကဲမကတော့ point တတိဖြစ်သွားပြီဗျာနော် ဒီရဲ့နော်ရဲပါမလားရတော့အားလည်းဘာကျမလဲ 3 point ပါဗျာနော်နှလုံးဗျာပြီးလိုက်တဲ့နှလုံးကရက်ဆက်တယ်ဗျာနော်မပြီးရန်ချမ်းလုံးအကြည့်ဗျာနော် ရထုတ်သွားတယ်လမ်းမှာကဲဟုတ် point ပါဗျာနော်ဘာဒီဆက်ဖြစ်မှာလဲဗျာလက်အောစင်မလားတင်ဝါပဲဆုံးသက်နိုင်မလားတော်တင်ရပဲလက်အောစင်မလားကြည့်ရအောင်မယ်ဗျာနော် ကင်းဝမ်းဝင်ကြည့်နေတယ် point ဟုတ်ပါအကြီးရတော့ကျွန်တော်တို့ live ထဲမှာပြောလို့မကောင်းလို့ပါကိုကြီးနော်ဒီပွဲတွေအကြီးမနေဘူးဗျာနော်ဒါတေဝဲတွေဗျာနော် ဟုတ်ပါဘူး ဟောရောအေးရောလေးအေးလာထားရပြတော့တာဟောအားလေကိုတော့ပါတော့ကဘာလို့မချိန်ကြလို့ရတာဘယ်လိုလုပ်တာလဲဟုတ်တယ်ကွာ အေးလေပါသားဝင်လေတကယ်ကြီးကမင်းက ဟုတ်တယ်လေကွာ မဟုတ်လေပါသားဝင်6လောက်ချွားလို့မရဘူးလေပါသားဝင်6လောက်ချွားလို့မရဘူးလေဒီဝဲ ဟုတ်တယ်လေကွာမင်းကလေဟောကြောင့်မဟုတ်လေတားလေးမှန်လေ မဟုတ်လေခေါင်းကျော်မှန်လေ ကြောင်ပြီးတော့တိုက်ပြီကွာထဲတစ်ချက်ထဲတောင်ရပြီ ကဲအမပါစားအောင်ခံခေါင်းကျော်ဟုတ်ဗျာနော်ဒင်ဟောဒါလိုက်ခုံလိုက်တာဗျာနော်ခုံလိုက်တာဗျာနိုင်ရမယ်ပွဲကြီးဗျာနော် ပါသားမှာ တစ်ဖက်ခွင့်ရေးပြန်ပေးလိုက်သလိုဖြစ်သွားတယ်ဗျာနော် ကဲဒါပေမဲ့လေပြောလို့မရသေးဘူးဗျာနော်ပွဲကရင်ခုံစရာပါပဲဗျာနော် တိုက်လို့ရ အေးလား မိသွားပြီတော်တင်ရှေ့ကိုတည်ထားတယ် ဟော ကျော်သွားပြန်ပြီဒင်းကိုဖကင်ကန်နေနေတာ အေးပြန် မိသွားပြန်ပြီတော်တင်ထက်ရထားပြန်ပြီလူးနေရပဲဗျာနော်အဝင်ထည့်လာတယ်ပေးလိုက်ရပြန်ပြီဗျာကဲပိုင်ရချင်းချင်းညီကိုဝါသနာရှင်ပြိတ္တများအားလုံးပဲဒင်းကိုအမခုံတိုက်တဲ့ခေါင်းကနေပြီးတော့တစ်စင်းဂျူစင်အမတ်ဆိုတဲ့အမတ်ကိုတော့ဖတ်ပေါ်သွားခဲ့ပြန်ပြီဗျာနော် အေးတော့ဘယ်လိုလဲ ရပ်ပြီးတိုက်လိုက်ရပြီတကယ်ညာဟုတ်လေပါသားပါတာဟုတ်ပါသားမပိုင်တော့ရလေမှန်လေအဲ့ဒါ6လောက်ကြော်တွေပါညာပါသားကြီးတော့ အောက်ကပါစားဆိုတော့မင်းမရဘူးတိပါစား အောက်ခံလည်းမရဘူးအောက်ခံကပုံတော်ဆိုးသေးတဲ့ဟာကြီး အောက်ကကျင်းကဲပြည်သူများအားလုံးပဲဒီဟိုအမိုင်းတော့စင်နော်ကျွန်တော်တို့ဝေရတော့ပြန်လဲပြီးတော့ထပ်မှန်ပြီးတော့5မှတ်6မှတ်ကြီးစုအောင်မယ်ဗျာနော်စွမ်းနာတွေကထိန်းတိုက်လိုက်ပြီးနေကြီးอ่ะเนาะပြည်သက်တွေအားလုံးလည်းရီခုံနေတယ်ဗျာเนาะဒီဘက်ကမှာအဖွဲဖွဲနေဗျာเนาะလိုက်ဒီတော့ကစားသမားတွေငါတို့ကဖယ်ပေးရမယ်သူတွေเนาะကဲ1 lap ဖြစ်သွားပြီဗျာနော်ဝါပေးနေမယ်ရထားဒီဘောဟုတ်ဟုတ်ဒီလိုမရဘူးဟောရှိကမရသေးဘူး ဖေဖို့လည်းရပါဖေဖို့ ဘယ်လိုကျွန်တော်တို့ကခုလိုက်ကြည့်ရတာ ဖေဖို့လည်းကြီးမရပါတယ်ဖေဖို့လည်းပြုတ်တယ်ဖေဖို့ရပါကြီးပြရ BBM မရဘူးပြင် နော် ဘာရ ထိုင်တယ်ဒီလောက ဟုတ်တယ်ကောင်းကြီးထက်နေပါပြီဗျကျွန်တော်တို့
15မှတ်တူပြီးဂျူးဆင်းသွားပြီအခုက17မှတ်10မှတ်တော်တန်း10မှတ်ဟိုက17မှတ်ဒါတော်စင်ဖန်ဗျာနော်တော်စင်ဖန်နှမ်းမိတယ်ကျွန်တော်လည်းဖုံးမဆက်မိလိုက်ဘူးဗျာဖုံးဆက်လည်းတော်စင်မှတ်တက်ပါဗျာနော်တော်စင်တက်ရင်ရှားတာခတ်တယ်ဗျာရှိတဲ့နှစ်လီလောက်မှလုံးနဲ့ဆွဲလိုက်ရတာပဲနော်နိုင်မောကကိုတယောက်တည်းပေးလိုက်ရတယ်ဗျာနော်အေးငါမင်းတို့ဘယ်တော့တော်တယ်မိဝါပြန်ပြီဗျာနော်ဘာလို့တာလဲအဲ့လိုမျိုးရတယ်ဗျာနော်အဲ့လိုမျိုးရတယ်ဒါတင်းကိုရတယ်ဗျာနော်ဒီဟိုဗျာဒီနေ့ဟိုတမက်ပြီးတွေကဘာဖြစ်နေမလဲနော်သူစိတ်ထဲမှာစိတ်စလုံးမိနေရလားမသိဘူးဗျာနော်စိတ်စလုံးမိသွားလားမသိဘူးဗျာကဒါဓာကြီးကဒီလိုမဟုတ်စတာမဲခုနဒီလိုမျိုးမဟုတ်ဗျာဟုတ်ဒါမခုံဘူးဒါရက်ပြီးတော့တိုက်သွားတာအေးလေစွနနှစ်ချောင်းလုံးခုံပြီးတိုက်သွားသလိုပြောတာနော်စွနဂိမ်းမှတ်ကြီးဗျာဂိမ်းမှတ်ကြီးတဲတိုက်ရင်တော့ပြီးနေရအောင်ဗျာနော်လိုက်လို့ရသေးတယ်ဒီမှတ်ကမင်းလိုက်လို့ရသေးတယ်ဘာမှစိတ်နဲ့မကြနဲ့တကယ်ကြီးအမကတော့1ဟုတ်ပါမယ်နော်ဟာတူတယ်တိုင်းအောင်တဲ့တိုင်းဒီကိုနော်စနတွေကပွဲကတိမ့်သွားမှာဗျာပြီးသွားမှာဒီနေ့တော့နေခရမယ်ပွဲပြီးသွားမယ်နော်ဒါဒီဟိုတော့သူဒါကြတော့ဘယ်လိုပြောမလဲကတော့ဒီဟိုဒီအဲ့လုံးကျတော့ဒီဟိုပြိဿတွေဘယ်လိုပြောမလဲဒီနေ့လေကွန်မန့်တွေရေးပြပါဦးဗျာနော်တကယ်ဗျာအမှားဗျာနော်ဒီကသမားရဲ့နိုင်ရင်စိတ်ပါနိုင်ရင်စိတ်လို့ပဲတော်တော်မြင်တယ်ဟုတ်ပါဟုတ်ပါကွာတလုံးနဲ့မတန်းလို့ဒီတိုင်းရတော့လိုက်ရှာရတဲ့ကြီးလားကြီးလားဟုတ်တယ်ဆောင်းရပွက်ရောက်နေ तू ဟုတ်ရလိုက်တာအေးအဲ့တော့ तू ဟုတ်ရတာငါလည်းမသိဘူးဟုတ်ပဲငါလည်းပြောရဟုတ်တယ်ပါဟောဒီတမက်ရရှိမှဟုတ်ရလိုက်တာဟုတ်နှစ်ခါပြန်အောင်လိုက်တာကဲပြိတ္တတွေအားလုံးတော့ပွက်ရောက်သွားပြီးတော့လက်ခံပေးရပါတယ်ဗျာနော်ပွက်ရလိုက်တာကဲပွဲကတော့တော်တင်နိုင်ရရှိသွားတယ်ဗျာနော်ဒီရရှိမှာပွက်နေတာမဟုတ်လေမင်းတို့ကမဟုတ်လေအဲ့မင်းတို့ကစကားငယ်ရှိတယ်နောက်ပြီးတော့မင်းတို့ဒိုင်းတင်းကြမထားဘူးမင်းတို့ကွင်းကဟုတ်လေမင်းတို့ကွင်းဘာမှမသိဘူးဟုတ်တယ်လေဟုတ်တယ်ဒီဝဲပါစားမှလေမင်းလည်းခက်ဘူးလေမဟုတ်ပါစားဆိုအောက်ကဆိုတမျိုးပါပါစားခက်တယ်ရေးတန်းလိုက်တော့ပါစားကိုတန်းလိုက်ပြီနော်လူမိုက်ဟိုပါပိုင်းပေါ်လုံးကိုကြီးပါလာကြီးပိုင်းလုံးကကျွန်တော်တို့ဘယ်လိုပြောရမလဲနော်ဒီကောင်ရှုံးဝိုင်းလို့တတ်မှတ်လိုက်တာငါတို့ပွဲပြီးသွားပြီလို့ဘာလို့လဲမသိဘူးဒါလည်းခုံတိုက်ပြဒီပွဲပဲပြန်နေမယ်တဲ့ကဲတော်သေးရဲ့တင်းပွဲမဟုတ်ပါဘူးတင်းပွဲတင်းပွဲပြန်နော်ကဲဒိုင်လဲပေးပါတဲ့တင်းပွဲတစ်ပွဲပြန်ဆော့ပေးပါဦးမယ်ခဏလေးပါဟုတ်တယ်လေမင်းကတကယ်မင်းမဟုတ်ဘူးမင်းကဒုတိယလုံးတိုက်တာကောင်းတယ်နော်တင်းပွဲပြန်ဖြစ်ပါလေနော်ပြိတ္တကြီးတင်းပွဲမင်းသူ့တခါပေါ်လာတူလည်းမှန်တယ်လေအဲ့မင်းတခါတည်းပါစားမဟုတ်ဘူး
တိတိကြိုက်လို့ဆိုဟုတ်လားဟုတ်တယ်ဦးတော်ကြီးလေပါလေဟုတ်ရရဟုတ်ဆိုလို့ချင်းတိလားကျွန်တော်အမှန်တမ်းပြောရင်ဒီနေ့ကစားတဲ့တဲပွဲကစားသမား2ယောက်လုံးကခြေမမှန်ဘူးဒါသူတို့ခြေမဟုတ်ဘူးဗျာနော်ဟိုဘယ်လိုပြောမလဲခြေယူးတွေဗျာနော်2ယောက်လုံးကခြေယူးတွေနဲ့ point တွေဟုတ်တွေရောက်သွားတယ်ဗျာနော်ဟုတ်တယ်သူတို့ကပါသားအောက်ခံနဲ့ဒီတိုင်းအဖွင့်နဲ့အခုကပါသားအောက်ခံမဟုတ်တော့နော်ပြိတ္တအားလုံးပဲပါသားအောက်ခံမဟုတ်တော့ဘူးဗျာနော်အဲ့ဒါလည်းပြောတာခါလေးပြောတာအဲ့ဒါလည်းပြောတာဟေးတော်ကြီးပါသားအောက်ခံမဟုတ်ဘူးလေတခါလေးတိုက်လိုက်လို့ရတယ်ဟုတ်တယ်လေအန်တိုင်းကြိုက်ပါတိုင်းဒီတိုင်းမဲ့ဒီတော့မင်းဘာလို့ဘာတော့ငါတို့ဘာမှမဟုတ်ဘူးငါလည်းပါငါလည်းဘုတော့လောင်းနေငါတို့ကြောက်ဘာလဲအားလိုက်ပြလိုက်ပါတော့ဟာမချရဲအတိုင်းပြန်နေတော့အမေကပြလိုက်ပါတော့ခါလေးတော့ရတော့ဆက်ကြအောင်တော့ပါဆက်ထိတ်ကြလိုက်ရတယ်ညာကြီးတိုက်တာဟုတ်တယ်ချက်ခိုင်းနေဟိုကတော့တင်ရချုပ်တယ်ဟိုကမနေရရတယ်ဟိုတခါတော့ဝင်တော့ဘယ်လိုလုပ်ဖြစ်တယ်ရတယ်ရအောင်လားဟာကိုတခါတော့တိုက်လိုက်တော့ဝင်သွားရင်ဘယ်လိုလုပ်မလဲရတယ်ရလားပြအောင်လားဒီဟိုပွိုင်းရောက်ပြီးသွားပြီဗျာနော်ပွိုင်းရောက်ပြီးတော့ပြက်ချင်းကိုပြန်ပါလာတာဟုတ်တခါလေးတန်းတိုက်ပြတဲ့အမားရမနော်ရှုံးလိုက်သွားခဲ့ရတာဗျာနော်အခုကပထမပွဲတိုင်းပဲပါစားအောင်ခံပါပဲဗျာနော်အမှုပါပဲကြီးလေဘယ်လဲဆက်ကိုးတယ်ကိုးတယ်ဗျဟိုအတဲ့နိုင်ရသူ့ကျန်းနေချိုးတာဒီနိုင်နော်ငါကမကြောက်ထိုင်ဟာလေးတော့ဖွဲတယ်လေးရောက်လက်စစ်ပါလေးရောက်ဟယ်လိုပေါ့တာနောက်မှခိုင်းအာကိုတော့ညာပြီးမင်းကိုဝီပြီးဘာလို့မှမင်းငါကြည့်ရမှာရဆက်ကူစားပြီဟာလို့ဘောလုံးနဲ့ဘောဒီနေ့တော့အားလည်းဘူးပါဒီလိုကြည့်လိုက်တော့ရှုံးနေတယ်ရှုံးနေဟာတော့တော့ဆောတော့ရှင်နေတော့တော်တင်နေရွေးအဲ့ဝင်ပြတ်တယ်ဟိုကဟိုမှာရာအမရပြောတာဒီမှာဟိုကလည်းအားရရတယ်သူကကြက်ကြမယ်ဝေးတော့တာကောင်းကောင်းဖြစ်သွားတာတော်တင်နိုင်သွားတယ်ဗျာနော်ဂျူးဆင်းပြီးတော့ point ရောတူဂျူးဆင်းပြီးနိုင်သွားဗျာနော်ဒင်ကိုမှားတာဗျာနော် point ကိုခေါင်းခုန်တိုက်တဲ့အမားမျိုးတစ်ဆင်းပေးလိုက်ရတာဗျာနော်ဒီဘောမြူကြီးကဘယ်လိုယူပြအောင်မသိဒါပဲတော့ဝေးနော်အေးမင်းငါ30ကိုဆို30ကိုပို့လိုက်တာပေါ့တော်တင်နေပြီပဲမင်းနဲ့ပေးပေးလိုက်ရမင်းနဲ့ပေးပေးလိုက်ဟိုကငါတို့ရွေးလေမပြီးတော့တော့ငါပလိုက်ရမှာလေဆိုတာတယ်အော်မလားငါပလိုက်နှစ်လီပေါ့နော်ဟုတ်နေတယ်တကယ်
ကိုကြီးအကုန်လုံးကတော်စင်နေရွက်ဖြစ်နေတယ်ဗျာနော်ကိုကြီးအကုန်လုံးတော်စင်နေရွက်ပါဗျာနော်ကိုကြီးတော်စင်နေရွက်ဗျာနော်ရှာပြီးကြည့်ပါမယ်ဗျာနော်သူကရတယ်သူကဒါမှမဟုတ်တားလို့ရရမစတော့လို့ပြောလေ။ဟိုနိုင်ငံတွေမှာကြောက်တယ်။ရအောင်ခဏတော့ခဏမရရအောင်လို့ဒီမှာ။ရ။အော်။ဟုတ်တယ်ဗျာ။ဒီတော့မရလိုက်။ဒီတော့ဟိုရတော့တော့တော့မလာကြ။ရတယ်ဒီကိုကိုကြီးကတင်းပွဲပွင့်ရောက်ပြီးသွားမှကိုကြီးကဟိုခေါင်းခုံတိုက်လာတယ်ခုံတိုက်လိုက်တော့အဲ့ဒါအမှတ်ပေးလိုက်ရတာပြန်ဆောက်သွားပြီးတော့ရှုံးသွားတယ်ဒီလိုကိုမော်ကြီးပြောချင်ဟောတင်းပွဲကြေးပူတာတော့ကိုနော်ဟောအမှတော့လောက်ပဲကြည့်ကြားတယ်ဆက်ချီရရိုးကြောင့်ဘောဒီဘောရတယ်ဝါလာပြောက်တာဒီကတော့ပေါ်ပြီးတော့ဘူးနဲ့ထောင်လို့မကွာဘလို့ကိုပြောပါကို30ခုတွေကိုကျွန်တော်ပို့တာโอเคပြန်လိုက်လို့ရတယ်ဗျာဒါပေမဲ့ဖုန်းဆက်ပေးတယ်သူတို့ပြောကြပေးတယ်အခုအမှတ်ကဘလောက်ရောက်နေပြီဘယ်သူဘက်မှာဒါပဲထက်နိုင်နေဗျာနော်လမ်းပေါ်တော်နေတာကြက်နေကြတယ်တော်နေမျိုးဟုတ်တယ်ဒီဘက်တော်စင်တာကြက်နေကြမတွေ့ဘူးစွနာလဲရှုံးမှာနော်ဒါဒင်ကိုမှားသွားတဲ့အမားကြီးအကြီးမားတာဗျာနော် point မှာသွားမှားတဲ့အမားကြီးဗျာ point တော့ game မဲ့ကြီးဗျာနော် point တော့ရိုးတဲ့ point တော့ဒီပါနဲ့ကိုနော်တော်တဲ့ fan တွေအမကြီးဘာလို့ကြီးမားလဲဗျာမပြတ်နေလေ2မလောက်กว่าနေလေယူမယ်ဆိုတာကြီးပဲမပေးဘူးဗျာနော်ကျွန်တော်အဲ့လိုမျိုးဇွတ်တွန်းလာလို့မလုပ်နဲ့မြင်ကတ်တယ်ဗျာကျွန်တော်ကဟုတ်တယ်ကိုလိုင်းကြနေတယ်နော်ဒီပြန်ကြနေတယ်ဟာဒီဝဲလိုက်နေဟာရှုံးနေတိုင်းရော6လုံးလို့ဟာတရေရောက်လာပြီနော်ဟုတ်တယ်လိုင်းကျဟောဟာလုံးငါပေါ့ချပြီဆိုမှပြန်ပေါ်လာတယ်လက်ချောက်ရိုက်ချပလိုက်တော့မယ်ဒီဖုန်းနဲ့ကနေကတော့ဖုန်းကိုဆိုင်ကိုဝမ်းပါဗျာနော်အခုအမှတ်ကရိုင်းกว่าသွားလို့ဗျာနော်နောက်ပြီးနေလဲနေနေလို့ဗျာနော်ကျွန်တော်မြင်နေတာတော့ဆိုတော့စိတ်လေးတစ်မျိုးနေမှလို့ပြောပြပေးတာပါကိုဝမ်းပါဗျာနော်နားလို့ကြားနေဗျာ
ဖိုက်ဝမ်းပါအမဖိုက်ဝမ်းပါဗျာနော်စစ်ဝမ်းပါစစ်ဝမ်းပါအမစစ်ဝမ်းပါဗျာနော်ဒီတော့ပါဝါနေတော့ကောင်းတယ်ဗျာဒီကအမှတ်မဟုတ်သေးဘူးတော်စင်စူးစမ်းပိုင်ခွင့်ရှိသေးတယ်ဗျာနော်တော်စင်ကပွဲပြီးမှတန်ဖိုးချတဲ့ကစားသမားဆိုတော့ပြောလို့မရသေးဘူးဗျာနော်1 စစ်ပါဟာစစ်ဝမ်းပါ1 စစ်ပါဗျာနော်မိသွားပြီ2 စစ်ပါမတွေ့တော့ထွက်လောက်မယ်ဗျာနော်5 စစ်လောက်ဆိုရင်တော့ဒီလိုကြီးတွေပြန်ထွက်လောက်မယ်ဗျာနော်ကိုလောက်စီတဲ့ကြီးကောင်းမနော်ကိုလောက်ဆိုတော့ပြန်ထွက်လောက်နော်ဟို line မောကိုရရန်လိုချင်တာတောင်းစင်းပါဟဲ့နော်တူပါဗျာနော်ကဲမွေးတိုင်သူသားပိုင်ဝင်ရှိသေးတယ်ဗျာနော်အဲ့မိသွားပြန်ပြီကောင်းလိုက်တာတော်စင်ရ3 စစ်ဖြစ်သွားပြီဗျာနော်တကယ်ကောင်းပါတယ်ဗျာနော်ကောင်းပါတယ်ရှင်းမှတ်ပါနှစ်ဖက်လုံးကောင်းတယ်ပဲတင်ပါစေပါရပြန်ရတယ်ပြန်ရဟုတ်ထုတ်လိုက်တိုက်တယ်ကောင်းမကြောက်ရတဲ့တိုင်းချောင်းမကြောက်ရတဲ့တိုင်းရတယ်အပြည့်ရနေတော့ဟာမလားနော်တိုက်တယ်အေးသွားလို့ဟုတ်တယ်ရအောင်တိုက်တယ်အော်ပြောတော့ကဲအမကတော့73ပါဗျာနော်73ပါဟိုချောက်လိုက်အောင်ပါဟုတ်ကိုရတယ်အေးစီပါနော်ကိုဖြစ်ပါဗျာဒီဆိုင်ငယ်တွေကတော့လမ်းမပေါ်မှာပြည်နေနော်ဒါရောက်ကြည့်တဲ့ပရိသတ်တွေကလည်းအများကြီးပဲလေနော်ကဲစာပေကောင်းပါလေနော်9ပြီးပါဗျာနော်93ပါဗျာနော်ဒီပွဲပြဒီကိုရက်ဆက်တယ်ဗျာနော်ပထမပွဲကျတော့ဘေးရေးယူတယ်လေယူပြီးဒီပွဲကျတော့မယူရဲဘူးဗျာနော်ဒီကောင်းတာဟေးလေဒီကောင်းအောင်သားနဲ့အောင်အမပထမပွဲအောင်ယူလို့ငါပြောတာအများကြီးရှိတယ်လို့ယူရဲဘူးဗျာနော်ဆုံးပြရမှာလေတခါရဟောတစ်ခုံနှစ်ခုံနဲ့အဲ့တစ်ခုံနှစ်ခုံကသူစလားပဲဒီဝင်နောက်လာကြအောင်ဘယ်အလုပ်ဖြစ်သွားလဲ
ငနေပြောသွားတာ ငါဟောမှာဖြစ်နေပွဲနေတာဟုတ်တယ် အော်ကောင်းတယ်မဟုတ် ဒီကဒီတိုင်းပဲဗျာနော်အမှတ်ကြီး तू ကဒါသူ့ရဲ့မေဂျာလားတော့မသိဘူးဗျာနော် ဘူးပြောချင်မှာတော့ပြောချင်မှာတော့ ဟောငါမင်းခေါင်းနဲ့ပြောပြတာကွာအလေကိုဆိုတဲ့ကြီးရဲ့ကြောင့်လေမင်းဆဲတာမဟုတ်လားအချိုးအနိုင်မင်း ကိုပါပဲရ ဒါတိပါကနော်ကဲတိုင်းအောင်ခေါ်ရပါတယ်ဗျာနော်လက်ပြီးပါဗျာနော်ဝေးဒီလက်ပါဗျာနော် ဝေးတော့နော် ဝေးတယ်သူရည်နေတာကောင်းသွားတယ်ဘယ်နဲ့မရဘူး ဘယ်စမ်းနေကြတယ်ကောင်းတာ ဒီလိုစိတ်ပေါ်တော့ ဒီကိုကမှဟိုင်းနေဒီလိုနော်ဒီလိုနဲ့တုံးပါတာကြီးနော်ကိုတော့ကတော့ ဝင်နေပြည့်နေမှာမဟုတ်ဘောဘောဝင်နေ အေးအေးကြားရရ ကောင်းတယ်ကောင်းတယ် ကဲတိုင်းအောင်လက်တစ်ဖက်ပြထားကြနော်ပြထားတယ် ပြန်ပြန်ရတယ်ဟုတ်တယ်ရတယ်ခုနက level 3ပါဗျာနော် ဟုတ်ကဲ့ ကြပါတယ်ဗျာနော် ဝါအားနိုင်တယ်ဒီရပြန်တော့အော်ဘောဘောဝင် 3 level ပါဗျာနော် ဟုတ်တယ်ကနေရာမကြည့်သေးဘူး ဒီ play များအားလုံးပဲကျွန်တော်တို့ဒီမှာဆိုရင်တော့3 level ပါပဲဗျာနော် level 3 3ပါ3ပါဗျာနော် ဟုတ်ပြီ ဝင်နေပြီ 3တွေ့ပါ အောင်းတော့ကြားရကြားရကြားရ โอเคပိုးတွဲဖြစ်သွားခဲ့ပြီဗျာနော်ပိုးတွဲပါဗျာနော် ဟာဒီမစတာရမူး ဒီဘက်ကတော့ဘောလုံးတွေဘာမှ တွဲပါဗျာနော် ခက်ကြည့်ဒီဘက်ဆက်ဆောင်
အဲ့မှာတစ်ထုံးရမြေသားကိုတစ်ထုံး ဂျိုးထိုးတာဂျိုးတိုင်းတစ်ထိုးတာမဟုတ်လား ပုံပါလားတစ်ထုံးပါ ဖိုက်တွဲပါဗျာနော် ဟုတ်တယ် ဖိုက်တွဲပါဗျာနော်ကဲချင်းခေါ်တာကောင်းတယ်ဗျာနော်တွဲဖိုက်ပါ ဒီဘက်တဲ့ရောဒီကအကောင်းဆုံးကျွန်တော်မကောင်းတော့ကောင်းတယ်ချစ်နိုင်မှုကဘယ်နဲ့ကောင်းတော့ကောင်းတယ်စိုးမိုးလေး哦，哇！明白了吗？哎呦，妈呀，哇，丢了！我都丢了。他都讲这样。 ကဲဘာတွေဆက်ပြမှာလဲပြောဘာတွေဆက်ပြမှာလဲပြော 哦，对，我们了解过，这个地方蛮好的。 မိသွားပြန်ပြီဗျာနော် 开笔呀！啊！快开！ အဲ့ဒါတော့မရအဲ့ဒါဒီပါတော့မရတာတော့ခေါ်မတော့မရဘူးဗျာနော် ရပါဒီတော့ပထမတော့ဝင်ဝင်သွား ဒီလိုမတော့တယ်ဗျာနော်ကိုကြီးတော့ငါတော့ အဲ့ဒါတော့ ပုံသားလုပ်ချင်တယ် ဒါကျွန်တော်ဖတ်ဒီလိုကြီးပါအဲ့ဒါအဲဒီလိုတိုင်းပါဟုတ်တယ်ဟုတ်လား ကိုတော့ကန်ကောင်းတယ်ကိုတော့ကိုတော့ ဘယ်လိုနေရလဲနော်ဇာတ်လုံးလည်းဘယ်လိုတော့စီယန်ဟုတ်တယ် 可以吗？不？ ကဲတိုင်းအောင်ခေါ်တာပါလေဗျာနော် 一路单毛，俺别单奥不多。တိုင်းအောက်ပါ 单奥，单奥。အဲ့ဒါဒါဟုတ်ဒီမိုးမလားတိုင်းတောင်းတောင်း ဒါတော့ဘူးတော့ အဲ့လိုပဲတို့ကတောင်းတာလေးဟုတ်တယ်ရောလို့လာရရပါဘူးဒီကိုတရင်မှာ ဒီဖိုက်ပါနော် ဟုတ်တယ်ရတယ်နော်လာဟဲ့哟，五毛，主要五毛的，五毛，我那嘛就，我也五毛的，包的。这真的是老多的呀。那真的是。我讲的真的是老多的呀。讲到拍的嘛来呀，拍的嘛到几都交不着啊，两把，多的呀。ဘယ်လိုလဲ 好，看他的东西吧。 မရလာဘူးတော့ရောက်မယ်ရောဟာမဟုတ်ဟုတ်ပါတော့ကဲအမကတော့နိုင်တတ်ပြီဗျာနော် 啊，你要我ပန်တတ်ပြီဖြစ်သွားပြီဗျာနော် 我也是不。怎么样？怎么样？这也得修哎。 ဒီတမ်းပါဗျာနော် 喂， ကဲဟောင်းဆိုတဲ့အမကတော့ဒီကိုရရှိသွားပြီဗျာနော် 不要吧。
ဟုတ်ချမ်းပါဗျာနော် ဒီကောင်ငါဘွဲလေးတော့ ဒီကကျွန်တော်မဟုတ် ငါလုံးမ တော့ပုံရတယ်ကွာလို့ဆုံးတယ်ပုံရတယ်ကွာဆုံးတယ်အခုကနိုးတယ်ဒီကကွာလို့ဆိုတော့ဘာဝေးရကွာတယ်ဟောကျတယ်ကွာကွာလို့ဆိုတော့ဟုတ်ကဲ့ကျွန်တော်ကြည့်ကြတယ်ဟောလို့အဲ့ဒါနဲ့ဘာလို့ဒီနေရမှာပါလွယ်တော့ဗျာနော်နောက်ကြည့်ရရင်တော့လိုက်တက်ရတာလွယ်ဗျာဟုတ်တမ်းပါပဲနော် ဟုတ်ဒီလိုကြဒါဒီနာဆောက်တယ်ဟုတ်လားဒါဒီလက်ဆောင်တော့ ဟေးဝင်နေလားဒါပဲဒါပဲဒါပဲလိုက်သမားကတော်ချင်းဘက်ကလာမသိအမှတ်တန်ထွက်ရတယ်မဟုတ်ပါဘူးဗျာနော်ဘသူ့ဘက်မဟုတ်ဘူးဗျာနော် ဘူးမရဘူးဆိုတော့ ကျွန်တော်ကစူလို့မရဘူးသူတို့အာမပြောဘဲနဲ့နေတာဗျာနော်အမှတ်ပဲပြောမယ်ဗျာနော် ပို့သူတော့ရပါမှာ အေးဆေးလေးကြည့်ဗျကျွန်တော်ကောင်းမွန်ဖြစ်နေချိန်မှာကောင်းမွန်အေးသေးကြည့်နော်မဟုတ်ရင်တော့ဘသူပေးရပဲပြီစောက်ကြည့်မစားဘူးနော်အကုန်လုံးဘန်းပြမှာဗျာနော် ပြဟုတ်ဒီစမောကောင်းပါအဲ့တော့ မင်းတို့ပထွေကြိုက်တဲ့ကောင်လားစောက်ကြည့်မစားရတာနော်ကောင်းမွန်နေကောင်းမွန်လွှင့်ပြီးကောင်းမွန်ကြည့်ကြနော် ဟေးကွာပဲဟာချောရပါ ဒီမခဏတင်နေလိုက်တော့မကောင်းဘူးကျွန်တော်တင်နေလိုက်တော့လို့ဟမ်လို့ဘယ်မှာရောက်ပါဒီလိုပူပိုင်းလား ပြောကြရမယ်ငါသနာပြောတော့ကောင်လေးကြိုက်တာမဟုတ်ဘူး ခဏလေးဒီပြောလို့ရတယ်မှာ ကဲအမကတော့10 point ပါဗျာနော် ဒီရအောင်ဒီရပါကော ကျောင်းမလိုက်နဲ့မှာချမ်းတယ် အားလုံးအားရပါမှာ ဟမ် အားရပါမှာ ဆက်သိန်းနဲ့ဆော့ပြီးမယ် ဒါဖြစ်ပြီ မဆန်လည်းငင်းမောင်းပါကဲပွဲရတော့တရားတော်ပဲတည်ချသွားခဲ့ပြီဗျာနော်လိုက်လဲလွင့်ပြီးတယ်စောက်ပြက်လည်းပြောခံတယ်နော်ဘေးကအခုပြောသလိုပဲနော်မလွင့်နိုင်ဘူးနော်ရေပြောတာနော်ဒီလိုက်သမားတော်သိန်းဘက်ကလာဟိုဘက်ကလာဒီဘက်ကလာဒီကတော့မှစောက်ပြက်ပြောလို့ပဲတည်တယ်ဘုံမီထောင်လောက်ထည့်ပြီနော်လိုက်ကြီးကြီးလိုက်ဝင်ကြီးတောင်းသားတွေတိုက်ရှင်းကြီးတွေရှင်းကြီးကောင်းနော်စိတ်ကောင်းဝင်နေစိတ်ကောင်း